ဒီကဘာကလူတွေဟာအဲ့ရနိုးရင်ပထမဆုံးလုပ်ရမယ့်အလုပ်ကဒူးထောက်ဖို့ပဲအခုလေးတင်မွေးဖွားလာတဲ့ကလေးငယ်ပဲဖြစ်ဖြစ်ကုပတုံးနိုင်ငံတွေကိုအုပ်ချုပ်နေပြီဖြစ်တဲ့နိုင်ငံတော်အကြီးအကဲပဲဖြစ်ဖြစ်ကိုကာကွယ်ဖို့အတွက်အလုံးဒူးထောက်ကြရတဲ့အကြောင်းကတော့တပြည်လုံးအတိုင်းအတာနဲ့ဖျားရွေးချယ်တဲ့နေမြေကိုကူးပြောင်းလာကြပြီးလူတိုင်းဟာနတ်ကုန်းတစ်ခုစီနဲ့ချိတ်ဆက်ထားလို့ပဲနတ်ဖျားကိုကိုးကွယ်ပူဇော်မှသာစောင့်ရှောက်မှုရရှိနိုင်မှာဖြစ်တယ်ဒါပေမဲ့နတ်ကုန်းတိုင်းမှာနတ်ဖျားရှိနေတာတော့မဟုတ်ဘူးဖျားရွေးချယ်ခြင်းခံရတဲ့သူတွေရဲ့နတ်ကုန်းထဲမှာပဲဖျားရုပ်တုပေါ်လာမှာဖြစ်ပြီးကျန်တဲ့ရုပ်တုတွေကတော့ပြောင်းတလင်းခံနေတဲ့ရှင်တုံးတွေသာဖြစ်တယ်ကျွန်တော်ကတော့ဖျားဆုပ်ပစ်ခြင်းခံရသူပဲဒါကြောင့်ကျွန်တော်အသက်ရှင်ဖို့အတွက်ကောင်းထဲမှာရဲရဲနဲ့စိတ်ကူးတစ်ခုပေါ်လာခဲ့တယ်မိုးမြေကိုဒူးထောက်ကိုးကွယ်မဲ့အစားကိုကွယ်တာကပိုကောင်းတယ်ငါကိုယ်တိုင်ပဲနတ်ဖျားလုပ်မယ်အဲ့ဒီနောက်ကျွန်တော်ရှင်တုံးစီကိုစက်ခနဲဒူးထောက်ချလိုက်ပြီးမိမိနာမည်ကိုအတန်ကျဲနဲ့အော်ခေါ်လိုက်တယ်ချက်ချင်းဆိုသလိုရှင်တုံးဟာတကယ်ကိုကျွန်တော်ပုံတံဖြစ်သွားပြီးတစ်ချိန်တည်းမှာပဲနတ်ဖျားရုပ်တုရဲ့အမြင်အာရုံကိုပါရရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်အလွန်မင်းဝမ်းသာပီတိဖြစ်နေတဲ့အချိန်မှာပဲနတ်ဖျားအဖြစ်ခံယူထားတဲ့ကျွန်တော်ဟာနတ်ဖျားစီမံခန့်ခွဲရေးဂရုလို့ခေါ်တဲ့နေရာတစ်ခုစီကိုရုတ်တရက်ဆွဲသွင်းခြင်းခံလိုက်ရတယ်မင်းတို့ရဲ့နတ်ဖျားတွေဟာအတတ်တရောစကားပြောနေကြပြီးကျွန်တော်ကိုအလွန်အားသင့်စေတာကတော့သူတို့ပြောနေတဲ့အကြောင်းအရာတွေဟာကျွန်တော်အတွက်အလွန်မင်းအထောက်အကူဖြစ်စေတာပဲတနားကြီးကြာရင်အနေရရှိလာမယ်မိထုံးနဲ့အမွှေးတိုင်ကညဘက်မှာအလွန်အရေးကြီးတယ်ဒါကြောင့်ကျွန်တော်ဟာညမရောက်ခင်အပြင်ထွက်ပြီးအမွှေးတိုင်ကိုရှာရမယ်ဒါပေမဲ့ကျွန်တော်တကားပြင်ပကိုရှောက်လန်းလိုက်တဲ့အခါမျက်စိရှိကမြင်ကွင်းကြောင့်တကိုယ်လုံးချွေးစေးတွေထွက်လာခဲ့တဲ့အပြင်မှာမြူတူတွေတိမ်ဖုံးနေုံတင်မကပဲတကားရှိမှာတရဝါကြီးတကောင်စောင့်နေသေးတယ်တော်သေးတာကဒီမိစ္ဆာကအခုလောလောဆယ်မလှုပ်ရှားသေးဘူးကျွန်တော်သူ့ကိုထက်တွက်ရှောင်ကွင်းပြီးနက်ကုန်းအပြင်ကိုထွက်လာခဲ့တယ်တိတ်မဝေးရသေးခင်မှာပဲခြေလမ်းတွေကိုရက်လိုက်မိတယ်ကိုကအလောတကြီးနဲ့အကူအညီကိုမေ့သွားတာပဲစီးမဲ့ကမ်းမဲ့ရှောက်ရှာရင်ခေါင်းပြက်နေတဲ့ရင်ကောင်းလိုဖြစ်နေလိမ့်မယ်အဲ့ဒီအစားစကားပြောကြယူထဲမှာတရင်အချက်လက်တစ်ခုခုရှိမလားဆိုတာအရင်ကြည့်လိုက်တာပိုကောင်းမယ်လူသားတွေကတော့အသက်ရှင်ဖို့ကြောက်တတ်ကြတာပဲထက်ဝက်နီးပါးလောက်ကအပြင်ထွက်ပြီးမစူးစမ်းကြသေးဘူးခဏနေရင်ရဲခွေးနဲ့တွေ့တဲ့အခါငြိမ်သွားလိမ့်မယ်ဒါပေမဲ့ဒီချင်းချောင်လို့ခေါ်တဲ့ကောင်ကတော့မစိုးဘူးရဲခွေးကတကားဝမှာစောင့်နေတာတော့အပြင်ထွက်စူးစမ်းဝင်သေးတယ်ဒါပေမဲ့ဒီကန်ဆိုးမိုးမောင်ကြတဲ့ကောင်ရဲ့အနီးနားမှာတော့အမွှေးတိုင်မရှိဘူးသူ့အရှိ600မီတာမှာတော့နက်ကွန်းအလွတ်တစ်ခုရှိတယ်ဒီကောင်ကတော့ရှေ့ကိုတောက်လျှောက်ရှောက်ရဲပါမလားမသိဘူးဒါကိုမြင်တော့ကျွန်တော်ရင်ထဲမှာအလွန်ဝမ်းသာသွားပေမဲ့ချက်ချင်းမလှုပ်ရှားသေးပဲပက်လဲကိုဝေးဝဲကြည့်ပြီးဟိုဒီဟန်ဆောင်ပန်ဆောင်ရှောက်သွားကလမ်းကြောင်းကိုအတီးပြုပြီးမှရှေ့ကိုရှောက်သွားခဲ့တဲ့နတ်ဖျားတွေကကျွန်တော်တို့စကားပြောတာကိုမြင်နေရမှန်းမသိစေဖို့အတွက်ကျွန်တော်တရုပ်ဆောင်ရမယ်10မိနစ်အကြာမှာကျွန်တော်ဟာကျွန်းလွတ်တကားရှေ့ကိုရောက်လာပြီးတကားကိုခြေထောက်နဲ့ကန်ဖွင့်လိုက်တယ်ဒါပေမဲ့10မိနစ်လောက်ရှာဖွေပြီးတဲ့နောက်မှာတစ်သားအချိုခောက်ဆွဲချောင်းနဲ့ဓာတ်မြောက်တစ်ချောင်းကလွှဲရင်ကျန်တာကတော့ကျမ်းပြင်ပေါ်ကခေါင်းပြက်အလောင်းတစ်လောင်းပဲကျန်တော့တယ်အမွှေးတိုင်ရဲ့အရေးအယောင်ကိုတော့မမြင်ရဘူးမတက်နိုင်တဲ့အစုံကျွန်တော်နဲ့ဖျားစကားပြောကြည့်ကိုနောက်တစ်ချိန်ထက်ကြည့်ရပြန်တယ်ဒီချင်းချောင်ကတော့အမွှေးတိုင်ကဒီအလောင်းရဲ့ဘိုက်ထဲမှာဝတ်ထားတယ်ဆိုတာတေးရင်တောင်တွေးမိမှာမဟုတ်ဘူးဟာဒါကတိတ်ပြီးကောက်ကျစ်တာပဲဘယ်ကိုကွယ်သူကရှာတွေ့နိုင်မှာလဲအမွှေးတိုင်အားလုံးကိုဒီလိုဝတ်ထားတာတော့မဟုတ်ဘူးဒါကအဓိကအားဖြင့်ဒီကိုကွယ်သူတွေကိုလေ့ကျင့်ပေးဖို့ပဲသူတို့ရဲ့စိတ်ဓာတ်တွေပိုပြီးယူသွတ်လေးငါတို့အပေါ်ပိုပြီးတက်ဝင်ယုံကြည်လေးဖြစ်မှာပဲဒါတွေကမိစ္ဆာနဲ့ဖျားတွေကြီးပဲဖြစ်ရမယ်ဒါကြောင့်အသက်ရှင်ဖို့အတွက်ကျွန်တော်ဟာအမွှေးတိုင်ကိုရှာမတွေ့တဲ့အောင်ဟန်ဆောင်ပြီးအလွန်အမင်းဒေါသထွက်ပြကအလောင်းပေါ်ကိုဒေါသပုံချလိုက်တယ်အဆုံးမှာတော့ဝတ်ထားတဲ့အမွှေးတိုင်ကိုရှာတွေ့ခဲ့တယ်ဒါပေမဲ့ကျွန်တော်ထွက်ခွာဖို့ပြင်ဆင်နေတော့မှပဲစကားပြောကြည့်တဲ့ကသတင်းစကားတစ်ခုကြောင့်ကျွန်တော်အားတင်သွားရတယ်နှမျောစရာပဲသူသားအလောင်းအောက်ကအဲ့ဒီပြောပြောင်းတဲ့ရွှေမြေကိုရှာတွေ့နိုင်ရင်ကောင်းမှာပဲဒါကိုမြင်တော့ကျွန်တော်ခြေလမ်းကိုပြန်ရုပ်သိမ်းခြင်းပေမဲ့အရန်တီတာလုံးနေလိမ့်မယ်ဒါကြောင့်ကျွန်တော်ညံစင်ပြီးခြေလန်းတလန်းလှမ်းလိုက်ကအရှိန်နဲ့နောက်ကိုချော်လဲပြီးအလောင်းပေါ်ကိုပြင်းပြင်းထန်ထန်လဲကျသွားခဲ့တယ်ပြီးတော့ထိုင်ရာကထပြီးအလောင်းကိုဆဲဆူချိန်မောင်းတော့တာပဲနောက်ဆုံးမှာတော့ဒေါသတကြီးနဲ့ကန်လိုက်တာကြောင့်အလောင်းအောက်ကအယောင်မတူတဲ့ရွှေမြေပုံကိုအောင်မြင်စွာမြင်လိုက်ရတယ်ချက်ချင်းပဲရွှေမြေကိုရက်ထုတ်လိုက်တော့စီမီကွက်တစ်ခုဖြစ်နေတာကိုတွေ့ရတယ်နတ်ဖျားအသုံးဆောင်ဖြစ်တဲ့ရွတ်ဖက်ပူဇော်ခြင်းမိအိမ်အမွှေးတိုင်အိုးဘေးနားမှာထားရင်နတ်ဖျားထံပူဇော်တဲ့အမွှေးတိုင်မီကိုနှစ်ဆတိုးစေနိုင်ပြီးကိုးကွယ်သူရရှိမဲ့ပူဇော်မှုအမှတ်လဲနှစ်ဆတိုးလာမဲ့အသုံးပြုနိုင်တဲ့အကြိမ်အရေအတွက်က9ကြိမ်ဖြစ်တယ်အဲ့ဒီနောက်ကျွန်တော်ကင်းကိုကြောပိုးအိတ်ထဲထည့်ပြီးထွက်ခွာဖို့ပြင်လိုက်ပေမဲ့တကားဝါကထွက်ချင်းမှာပဲအမျိုးသားတစ်ယောက်နဲ့အမျိုးသမီး2ယောက်နဲ့တိုးမိတော့တယ်ကျွန်တော်ကမမြင်ချင်အောင်ဆောင်ပြီးရှောင်းကွင်းကရှေ့ကိုဆက်လျှောက်ဖို့ကြံရွယ်ပေမဲ့ကြွက်သားထွက်နေတဲ့အမျိုးသားကရုတ်တရက်လက်ကိုဆန့်ပြီးကျွန်တော်ပခုံးပေါ်တင်လိုက်တယ်ညီကိုငါတို့အပြင်ထွက်ပြီးအရင်မြစ်ရှာဖွေရင်းလမ်းပြောက်သွားလို့မင်းရဲ့နက်ကွန်းစီကိုငါတို့ကိုခေါ်သွားပေးလို့ရမလားအခုချိန်မှာအချိန်ကတိတ်မကြံတော့ဘူးကျွန်တော်ကပရိပခတွေထဲမှာအချိန်မဖြုံးချင်ဘူးဒါပေမဲ့သူတို့ကိုလည်းမိမိရဲ့နက်ကွန်းစီမခေါ်သွားချင်ဘူးသူတို့ကိုဘယ်လိုဖယ်ထုတ်ရမလဲတွေးနေတော့မှနက်ကွန်းတကားဝါကရက်ခွေးကိုရုတ်တရက်တတိယသွားတဲ့အကိုခေါ်သွားပေးလို့ရပါတယ်ဒါပေမဲ့မင်းကအတကားတော့လာနေလို့မရဘူးလေဟာညီကိုငါတို့ကိုအဲ့ဒီကိုခေါ်သွားပေးရုံတင်ဒီမျိုးသမီး2ယောက်ကိုမင်းစိတ်ကြိုက်စီမံနိုင်တဲ့အကိုကြီးဒီစကားကတကယ်လားအမျက်ရတာကိုအခွင့်အရေးမယူတဲ့သူကလူပဲကောင်ဆုပ်လေးနေရာကိုရောက်ရင်တော့မင်းဒီကဘာဘိုးကိုရောက်လာခဲ့တာကိုနောက်တရားစေရမယ်ဒါပေမဲ့ तू မသိတာကကျွန်တော်ကလည်းသူ့ကိုနှိမ်နှင်းဖို့စီစဉ်နေတာပဲအခုဆိုကောင်းကင်ကတဖြည်းဖြည်းမှောင်လာပြီးကျွန်တော်တွက်ချက်ကြည့်ရတဲ့လောက်နောက်ထပ်10မိနစ်လောက်ဆိုရင်ညနေပိုင်းထဲကိုရောက်တော့မယ်ဒါပေမဲ့ကျွန်တော်ကတော့အလောတကြီးမဖြစ်ပဲတမင်တကာဖြည်းဖြည်းချင်းရှောက်သွားတဲ့နက်ကုန်းနဲ့မီတာ100ခန့်အကွာအဝေးကိုရောက်တဲ့အထိကောင်းကင်ကချက်ချင်းမောင်းတော့မဲ့အချိန်မှာအမျိုးသမီး2ယောက်ကိုတာဟူရဲ့ကိုပေါ်ကိုပြင်းပြင်းထန်ထန်တွန်းချလိုက်တယ်အဲ့ဒီနောက်တစ်သက်မှာအမြန်ဆုံးအချိန်လုံးနဲ့နက်ကုန်းထဲကိုအသေးအတန်ပြေးဝင်သွားခဲ့တဲ့တာဟူတတိပြုမိတဲ့အချိန်မှာတော့ကျွန်တော်တကားကိုအတွင်းကနေတောက်ခတ်လိုက်ပြီးသူကတကားမကြီးကိုယူသွတ်စွာတိုက်ခိုက်တော့တယ်တစ်သားတကားဟာပျက်စီးမှုခံရလို့တဆိုတဲ့ကိန်းကနန်းထွက်လာပြီးခန္ဓာရည်လဲ30ကနေ25ဖြစ်သွားတယ်ဆိုလိုတာကနောက်တစ်ချိန်တိုက်ခိုက်ရင်ခန္ဓာရည်ကတူများဖြစ်ပြီးတကားပျက်စီးသွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဂရုမစိုက်ပဲအမွှေးတိုင်3ချောင်းကိုချက်ချင်းညှိလိုက်ပြီးဘေးနားမှာရွတ်ဖက်ပူဇော်ခြင်းမိအိမ်ကိုပါအစင်တင်ချထားလိုက်တယ်ဒါပေမဲ့ကျွန်တော်ဒူးထောက်မပူဇော်ရသေးခင်မှာပဲအပြင်ဘက်ကနေဆူဆူဝါးဝါအော်ဟစ်တန်ထွက်လာတဲ့ကောင်စုပ်လေးငါတရက်ဖြစ်ရင်တော့မင်းကိုအလုတ်ပေးမှာမဟုတ်ဘူးချက်ချင်းဆိုသလိုနက်ကွန်းရဲ့တစ်သားတကားဟာယူသွတ်စွာတိုက်ခိုက်ခြင်းခံလိုက်ရပြီးခန္ဓာရည်ကအရှိန်ဟုန်နဲ့ကျဆင်းသွားတယ်ဒါကိုမြင်တော့ကျွန်တော်ချက်ချင်းကျမ်းပြင်ပေါ်ဒူးထောက်လိုက်တဲ့တက်ဝင်ယုံကြည်မှု300ကြောင့်အမွှေးတိုင်မီကို60အမှတ်ရရှိခြင်းအတွက်ဂုဏ်ယူပါသည်ကိုးကွယ်မှု60အမှတ်ရရှိခြင်းအတွက်ဂုဏ်ယူပါသည်နောက်ဆုံးမှာတစ်သားတကားရဲ့ခန္ဓာရည်အမှတ်30တာကျန်ရှိတော့တဲ့အချိန်မှာအပြင်ဘက်ကလှုပ်ရှားမှုတွေငြိမ်သက်သွားခဲ့တယ်တက်ပြင်းအရှိကြီးချလိုက်ပြီးကြ
အမ်းပြင်ပေါ်ကိုပုံလျက်သားထိုင်ချလိုက်မိတယ်ဒါပေမဲ့ပိုပြီးကြီးမားတဲ့အန္တရာယ်တစ်ခုကကျွန်တော်ကိုစောင့်ကြိုနေမှန်းမသိခဲ့ဘူးဒီကဘာပေါ်မှာတော့အရာအလုံးကိုအဆင့်မြင့်တင်လို့ရတယ်ဒါကြောင့်ကျွန်တော်ဟာအလွန်ပျက်စီးယိုယွင်းနေတဲ့တစ်သားတကားရှိကိုရှောက်သွားပြီးတစ်သားတကားကိုအဆင့်မြင့်တင်လိုက်တဲ့ချက်ချင်းပဲကျွန်တော်အခုလေးတင်တဲဆောင်လာတဲ့တစ်သား1ကီလိုဂရုနဲ့ပူဇော်မှုအမှတ်20ကိုနှုတ်ယူသွားပြီးအဆင့်2ကိုအောင်မြင်စွာမြင့်တင်နိုင်ခဲ့တယ်ခံနိုင်ရင်လည်းအမှတ်50အထိတိုးတက်သွားအားတယ်ဒါပေမဲ့ကျွန်တော်ဆက်ပြီးအဆင့်မြင့်ကျင်တဲ့အချိန်မှာတော့အမားပြတဲ့အတန်ထွက်လာခဲ့တယ်လိုအပ်သောပစ္စည်းအဆင့်3တကားဆောက်လုပ်ရေးပုံစံကျန်းတန်စင်6ရဂရန်နဲ့ကိုးကွယ်မှုအမှတ်100ဒါကိုမြင်တော့ကျွန်တော်လက်လျှော့လိုက်ရုံပဲရှိတော့တယ်လှည့်ပြီးအမွှေးတိုင်အိုးရှိကိုရှောက်သွားခဲ့တယ်အဆင့်1အမွှေးတိုင်အိုးကအမွှေးတိုင်3ချောင်းပဲစိုက်လို့ရတယ်အမွှေးတိုင်တွေပိုပြီးစိုက်ချင်ရင်ပိုမှုများပြားတဲ့ပူဇော်မှုအမှတ်နဲ့အမွှေးတိုင်မီကိုတွေရရှိဖို့အတွက်အမွှေးတိုင်အိုးကိုအဆင့်မြင့်ရမယ်မမျှော်လင့်ပဲကျွန်တော်အဆင့်မြင့်ဖို့ရွေးချယ်ပြီးနောက်မှာလဲအမားပြတန်ထွက်လာပြန်တယ်လိုအပ်သောပစ္စည်းတွေးရောင်ရှုမြေ9ရဂရန်အခုအပြင်မှာလူသားစားရဲ့ခွေးရှိနေတာကြောင့်ကျွန်တော်အပြင်ထွက်ပြီးပစ္စည်းတွေရှာဖို့လုံးဝမဝင်ရဲဘူးဒါကြောင့်လက်လျှော့ပြီးနေလင်းရောင်ရောက်လာမယ့်အချိန်ကိုပဲစောင့်ဆိုင်လိုက်ရတယ်ပြင်းပြင်းရှိတာနဲ့ကိုးကွယ်သူစကားပြောကြည့်ကိုဖွင့်ကြည့်လိုက်တယ်မမျှော်လင့်ပဲကဘာတစ်တစ်ခုကိုရှာအတွေ့သွားတယ်လို့ပဲကိုးကွယ်သူတွေဟာစကားပြောကြည့်ထဲမှာအချင်းချင်းပစ္စည်းတွေလွှဲပြောင်းပေးပို့နိုင်ကြတာပဲပြီးတော့ကျွန်တော်ကိုပို့ပြီးအံ့အားသင့်စေတာကရဲခွေးရဲ့လှုပ်ရှားမှုကထင်တယ်လို့မမြင်ဘူးကျွန်တော်ချက်ချင်းကြုံတွေ့ရတာကတော့သူကကျွန်တော်တကားရှိမှရှိနေလို့ပဲဒါပေမဲ့တခြားလူတွေကတော့အခုထိမကြုံတွေ့ရသေးဘူးစကားပြောကြည့်ထဲမှာတော့ရေမောပျော်ရွှင်တန်တွေပြန့်လွင့်နေတော့မယ်သူတို့ကအခုထိဒါကိုလူသားလွတ်မြောက်ရေးရုပ်တံအစီအစဉ်လို့ထင်နေကြတော့မယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်သူတို့ကိုတတိမပေးပဲလဲလဲမဲ့သတင်းစကားတစ်ခုပဲပို့လိုက်တယ်ငါမှခောက်ဆွဲ6ရှိတယ်ဘယ်သူမှအမွှေးတိုင်နဲ့အနီရောင်ရှုံမြေရှိလဲငါနဲ့လဲလဲကြမယ်ဟာဟာဟာဒီလူကောင်းကဝါယာရှော့ဖြစ်နေပြီလားမသိဘူးလွတ်မြောက်ရေးအစီအစဉ်မှာခောက်ဆွဲ6ကိုယူပြီးဘာမှအသုံးမဝင်တဲ့အမိုက်ပုံကြီးနဲ့လဲလဲနေတယ်ငါလဲမယ်ချက်ကနေလာခဲ့ညီကိုမကြခင်မှာပဲကျွန်တော်ဟာအမွှေးတိုင်နဲ့တွေးရောင်ရှုံမြေကိုအောင်မြင်စွာလဲလဲနိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်အဆင်မြင့်ဖို့ပြင်ဆင်နေတော့မှနတ်ဖျားရုပ်တုမှာကျွမ်းကျင်မှုတစ်ခုရှိသေးတယ်ဆိုတာရုပ်တရက်တတိယသွားတယ်အမွှေးတိုင်မီကို3အမှတ်3ပြီးအစားအစာတစ်ခုထုတ်လုပ်နိုင်တယ်ကျွန်တော်ချက်ချင်းပဲလက်ကိုဝေ့ရမ်းလိုက်ပြီးအမွှေးတိုင်မီကို60အမှတ်လုံးကိုအစားအစာဖြစ်ပြောင်းလဲလိုက်တယ်အဲ့ဒီနောက်စကားပြောကြည့်ထဲမှာအယူမှုလဲလဲတော့တာပဲနောက်ဆုံးမှာကျွန်တော်ဟာအဆင့်3တကားဆောက်လုပ်ရေးပုံစံချမ်းကိုရရှိခဲ့ရုံတင်မကပဲအဆင့်1မတ်မွန်သားပုံစံချမ်းတစ်ခုတစ်သားပြကြီး9ပြအားနဲ့မိုးကြိုးထိမှန်ထားတဲ့တစ်သားတုံးအဆင့်1တန်ပြတင်းပေါက်အမွှေးတိုင်တွေကတော့24ချောင်းပြီးများပြားလာခဲ့တယ်ဒါပေမဲ့ကျွန်တော်မမျှော်လင့်ထားတာကကျွန်တော်ရဲ့ဒီလိုလုပ်ရက်ဟာကျွန်တော်ကိုတေလူနီးပါးဖြစ်စေခဲ့တာပဲနတ်ဖျားစကားပြောကြည့်ထဲမှာတော့နတ်ဖျားအချို့ကကျွန်တော်ရဲ့ပုံမှန်မဟုတ်မှုကိုရိပ်မိသွားကြပြီးဒီချင်းချောင်ကအလွန်ညံကောင်းလွန်းတဲ့အမွှေးတိုင်ရဲ့အာနိသင်ကိုရိပ်မိုံတင်မကပဲအစားအစာအမြောက်များကိုအသုံးပြုပြီးပစ္စည်းအလုံးနီးပါးကိုလဲလှယ်သွားတဲ့ဒီကောင်ခိုးချထားတာလားဒီစကားကိုကြားတော့ကျွန်တော်ချက်ချင်းရင်တထိတ်ထိတ်ဖြစ်သွားရတယ်ဒုက္ခပါပဲခဏတာဝမ်းသာသွားပြီးဒီစိတ်မမှန်တဲ့လူအုပ်ကြီးကိုမေ့သွားတယ်နတ်ဖျားစကားပြောကြည့်ကိုစိုးရိမ်တကြီးကြည့်နေမိပြီးဘယ်သတင်းစကားကိုမဆိုလွတ်သွားမှစိုးရိမ်နေမိတယ်ဒီလိုအခြေအနေမျိုးအရင်ကလည်းပေါ်ဘူးတယ်နတ်ဖျားတစ်ပါးကပါရမီရှင်ကိုသဘောကျပြီးအမွှေးတိုင်မီကိုတွေထုတ်ချေကရင်းနှီးမြှုပ်နှံထားတာဖြစ်ရမယ်သူတို့တယောက်ပြီးတယောက်တန်တရားတွေပျောက်ပြိုးသွားပြီးမှပဲကျွန်တော်စိတ်အေးသွားရတယ်လောဘကတကယ်ကိုကြောက်စရာကောင်းတာပဲနောက်တစ်ချိန်ကျရင်ငါဒီလိုပြောင်းကျပစ္စည်းတွေမလဲလဲရဲတော့ဘူးတဘာဝကျအောင်လုပ်ရမယ်ဒီစိတ်မမှန်တဲ့နတ်ဖျားတွေပုံမှန်မဟုတ်တာကိုမရိပ်မိစေရဘူးဒါပေမဲ့ကျွန်တော်အခုလေးတင်စိတ်လျှော့လိုက်ရုံရှိသေးကိုယ်ွယ်သူစကားပြောကြည့်ကတော့အုံကြွကြွဖြစ်သွားခဲ့ပြီးမိစ္ဆာတွေပိုများလာပြီးလူတယောက်ဆွဲခေါ်ခံလိုက်ရပြီးခေါင်းပါအစားခံလိုက်ရတဲ့နတ်ဖျားရုပ်တုကအမွှေးတိုင်ကိုဘာလို့အမြဲတမ်းလိုချင်နေမှန်းမသိဘူးတကယ်တော့ငါ့ကိုဒုက္ခပေးချင်တာမဟုတ်ပဲငါ့ကိုတတိပေးနေတာပဲဒါပေမဲ့ငါကအမွှေးတိုင်ကိုယူပြီးခောက်ဆွဲချောင်းနဲ့လဲလဲမိတယ်ချက်ချင်းဆိုသလိုလူပေါင်းမြောက်များစွာကကျွန်တော်ကိုမန့်ချင်ခေါ်ပြီးကျွန်တော်ကလူဆိုးဖြစ်ကြောင်းစေတနာမှမှန်ကြောင်းဆဲဆိုကြတော့တယ်နတ်ဖျားစကားပြောကြည့်ထဲမှာတော့ငါကအသက်ရှူဖို့တောင်မဝင်ဘူးမင်းတို့ကိုပြန်ဆဲပြီးစိတ်ပန်းဖြစ်ရတာပေါ့ငါအစားအစာနဲ့မင်းတို့ကိုလဲပေးတော့ကမင်းတို့စားတာတိတ်ရတာရှိနေတယ်မဟုတ်လားနတ်ဖျားရုပ်တုကအမွှေးတိုင်ကအတုံးဝင်တယ်လို့တတိပေးထားတာကိုမင်းတို့ညံမရှိတာကိုငါ့ကိုလာပစ်တင်နေတယ်ခေါင်းထဲကအုံနောက်ကိုအရင်လှုပ်ခါပြီးမှငါနဲ့လာစကားပြောဒေါသပုံချပြီးတဲ့နောက်ကျွန်တော်စကားပြောကြည့်ကိုပိတ်လိုက်တယ်တွေးရောင်ရှုံမြေအိုးကိုယူပြီးအမွှေးတိုင်အိုးရှိကိုလာကအမွှေးတိုင်အိုးကိုအစင်းနှစ်ကိုအောင်မြင်စွာမြင့်တင်လိုက်တယ်ဆန့်ဝင်ဆန့်ထွက်နိုင်စွမ်းလဲအမွှေးတိုင်6ချောင်းထိရောက်ရှိသွားတယ်ကျွန်တော်ချက်ချင်းပဲအမွှေးတိုင်တွေကိုအိုးထဲမှာအပြည့်ဆိုင်လိုက်တဲ့ရုပ်ဖက်ပူဇော်ခြင်းမိအိမ်ရဲ့ပံ့ပိုးမှုနဲ့ပေါင်းစပ်လိုက်တော့ကျွန်တော်ဟာအမွှေးတိုင်မိကိုနဲ့ပူဇော်မှုအမှတ်120ကိုဓာတ်ရိုက်ရရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်အဆင့်3တကားပုံစံချမ်းကိုထုတ်ပြီးတစ်သားတကားကိုအဆင့်မြင့်ဖို့ပြင်ဆင်နေတော့မှတကားအပြင်ဘက်ကနေတကားကုတ်တန်နောက်တစ်ချိန်ထွက်လာပြန်တယ်ဟိန်းဟောက်တန်တွေနဲ့အတူပဲ့တင်ထွက်လာတယ်ငါပြောပြီးငါတရက်ဖြစ်ရင်တော့မင်းကိုအလွတ်ပေးမှာမဟုတ်ဘူးတဟူကရဲခွေးရဲ့တက်ဖြတ်ခြင်းကိုခံလိုက်ရတာမဟုတ်ဘူးလားသူကဘာလို့နောက်တစ်ချိန်ပြန်ပေါ်လာတာလဲဘာတွေဖြစ်ပျက်ခဲ့တာလဲအရင်ကမိစ္ဆာရဲ့တက်ဖြတ်ခြင်းခံရတဲ့တာကူဟာတကားပြင်ပမှာနောက်တစ်ချိန်ပေါ်လာပြန်တယ်ပြီးတော့တိုက်ခိုက်မှုစွမ်းအားကအရင်ကထက်ပိုမိုပြင်းထန်လာတယ်ဒါပေမဲ့တော်သေးတာကကျွန်တော်အရင်ကတစ်သားတကားကိုတစ်ချိန်အဆင့်မြင့်ထားလို့ပဲသူဘလို့ပဲတိုက်ခိုက်ပါစေတစ်သားတကားရဲ့ခံနိုင်ရည်ကဘာမှမပြောင်းလဲဘူးကျွန်တော်ကသူ့ကိုဂယုမဆိုင်ဖို့ကြံရွယ်ပေမဲ့နတ်ဖျားဂယုတဲကသတင်းစကားတစ်ခုကြောင့်စိတ်ကူးပြောင်းသွားခဲ့တယ်ဒီကိုကွယ်သူကမတည်ခင်မှာအညို့တေးလွတ်ငကြီးမခဲ့တာပဲချမ်းကွေဖြစ်ပြောင်းလဲသွားတယ်ဒီကောင်တော့ဒုက္ခရောက်တော့မယ်အခုလောလောဆယ်ဘာမှမဖြစ်ပေမဲ့အချိန်ကြာလာရင်ဒီချမ်းကွေကနယံဖြတ်တန်းနိုင်တဲ့ပါရမီကိုစင်ကဲပြောင်းလဲလိမ့်မယ်ဒီချင်းချောင်ကိုတက်ဖို့ကအလွန်လွယ်ကူသွားလိမ့်မယ်ချမ်းကွေကိုမတ်မွန်သားနဲ့ပဲတက်လို့ရတာမလားပြီးတော့တက်ပြီးရင်တရက်အစီနှစ်ကြလိမ့်မယ်အမလေးတရက်အစီနှစ်ပါကြလိမ့်မယ်တော်သေးတာကငါမှဒီလိုဝက်သူရှို့အဆင့်တန်းရှိနေလို့ပဲဒါကိုမြင်တော့ကျွန်တော်မတ်မွန်သားဆောက်လုပ်ရေးပုံစံချမ်းကိုချက်ချင်းထုတ်ပြီးအဆင့်တမတ်မွန်သားကိုအောင်မြင်စွာပြုလုပ်လိုက်တယ်အဲ့ဒီနောက်ဒေါသအပြည့်နဲ့တကားကိုဖွင့်လိုက်တယ်မမျှော်လင့်ပဲတောက်ဟူကတော့နေရာမှာတင်ကြောင်းအန်းသွားခဲ့တယ်မဟုတ်ဘူးလေညီကိုမင်းကဘာလို့တကားဖွင့်တာလဲဒီစညွန့်ကမဟုတ်သေးပါဘူးငါပါရမီနိုးထားဖို့နောက်ထပ်နိုင်ရင်းနေငယ်ပဲလို့တော့တာမင်းကိုနှိမ်နှင်းတော့မလို့ဟာကိုဒါပေမဲ့သူကချက်ချင်းပဲတတိပြန်ဝင်လာပြီးအပြင်ထွက်လာမှတော့ငါ့ကိုအပြစ်မတင်နဲ့တော့ချက်ချအင်းပဲကျွန်တော်စီကိုပြေးဝင်လာတော့တယ်ကျွန်တော်လက်ထဲကမတ်မွန်သားကိုလုံးဝတတိမထားမိပဲကျွန်တော်ကြောက်လန့်တကြားအတနာခံလိမ့်မယ်လို့ယုံကြည်ချက်အပြည့်ရှိနေတယ်ဒါပေမဲ့ကျွန်တော်ကရုတ်တရက်ပြုံးစီစီလုပ်လိုက်တာကိုသူမမျှော်လင့်ထားဘူးသူတတိမပြုမိခင်မှာပဲဒါနဲ့တိုက်ရိုက်ပိုင်းချလိုက်ပြီးသူ့ရဲ့ဦးကောင်းအောက်ပိုင်းကိုပိုင်းဖြတ်လိုက်တယ်အနားသက်တွေမှာမိတောက်တွေတောက်လောင်နေပြီးခန္ဓာကိုယ်ကလည်းဖောက်ထွင်းမြင်ရလူနီးပါးဖြစ်သွားခဲ့တယ်မတ်မွန်သားကဒီလိုအာနိသင်ရှိတာကိုမြင်တော့ကျွန်
တော်ချက်ချင်းပဲအခွင့်အရေးကိုအရယူပြီးနောက်ထပ်အကြိမ်နှဲငယ်စတိုက်ပိုင်းချလိုက်တဲ့နောက်ဆုံးမှာတာဟူဟာကဘာမြေကြီးထဲမှာလုံးဝပျောက်ကွယ်သွားခဲ့ပြီးနေရာမှာတင်တောက်ပြောင်တဲ့ကြောက်ခဲတုံးကြံရစ်ခဲ့တဲ့ကျွန်တော်ရင်းကိုချက်ချင်းကောက်ယူလိုက်တဲ့ချမ်းကွေးကိုတက်ဖြတ်ချင်းကြောင့်တရဲအစီနှစ်ကြလာပါသည်နက်ဖျားရုပ်တုဆုပ်ယူပြီးနောက်နက်ဖျားဝိညာဉ်ကိုမြင့်တင်နိုင်ပါသည်အခုကျွန်တော်ရဲ့နက်ဖျားဝိညာဉ်ဟာတစ်ဆက်အမှတ်ပဲရှိသေးတယ်သူကအလွန်နုနယ်နေတာကိုကျွန်တော်ခံစားမိတယ်တစုံတစ်ယောက်ကမတော်တဆရိုက်ခွဲလိုက်ရင်ချက်ချင်းပျောက်ကွယ်သွားလိမ့်မယ်ဒါကြောင့်တရဲအစီနှစ်ကိုကင်ပြီးအစင်းမြင့်ဖို့ပြန်ဖို့ပြင်ဆင်လိုက်တဲ့တစ်ချိန်တည်းမှာပဲတာဟူရဲ့ခေါင်းပြက်အလောင်းကိုပါဆွဲခေါ်သွားဖို့မမေ့ဘူးအကြောင်းကတော့နက်ဖျားကယူထဲမှာအလောင်းကနက်ဖျားတွေအတွက်အကျိုးရှိတယ်လို့ဖော်ပြထားလို့ပဲဒါပေမဲ့ကျွန်တော်နောက်ပြန်လျှောက်သွားတဲ့အခါထူးဆန်းတဲ့အချက်တစ်ခုကိုသတိပြုမိတယ်စောစောကတာဟူကိုရင်ဆိုင်ဖို့ပဲအာယုံစိုက်နေလို့အခုမှပဲသတိထားမိတယ်နေဘက်ကမြူတူတွေတိမ်ဖုံးနေတာနဲ့နှိုင်းရှင်ရင်ညဘက်မှာတော့ပတ်ဝန်းကျင်ကရှင်းလင်းစွာမြင်တွေ့နေရတယ်ဒါပေမဲ့ကျွန်တော်အများကြီးတွေးဖို့အချိန်မရှိဘူးရက်ခွေးကအချိန်မီပေါ်လာနိုင်တယ်ကျွန်တော်အချိန်မြင့်ပြီးနက်ကွန်းစီပြန်လာခဲ့တယ်ဒါပေမဲ့တစ်သားတကားကိုပိတ်လိုက်ရုံရှိသေးတကွေကွေမိတန်တစ်ခုထွက်လာခဲ့တယ်အတန်လာရာကိုကြည့်လိုက်တော့ကျွန်တော်အံ့အားသင့်စွာတွေးလိုက်ရတာကနက်ဖျားရုပ်တုစီကထွက်လာတဲ့စားလောင်နဲ့ဖြစ်နေတာပဲဒါကြောင့်ကျွန်တော်နက်ဖျားအမြင်အာယုံကိုချက်ချင်းပြောင်းလဲလိုက်ပြီးအံ့ဩစရာကောင်းတာကတရဲစီနှစ်နဲ့တောက်ဟုရဲ့အလောင်းကနေထူးဆန်းတဲ့အနံ့အသက်တစ်ခုထွက်ပေါ်နေပြီးကျွန်တော်ရဲ့နက်ဖျားရုပ်တုကလည်းရင်းကိုစားသုံးဖို့အလွန်မင်းတောင်းတနေတာကိုတွေးလိုက်ရတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အလောင်းနဲ့တရဲစီနှစ်ကိုစပွဲပေါ်မှာအတူတူတင်ထားလိုက်တဲ့ချက်ချင်းဆိုသလိုရင်းတို့အားလုံးဟာရွှေရောင်မီးကိုငွေ့ဖြစ်ပြောင်းလဲသွားပြီးနက်ဖျားကိုပွားရဲ့စားသုံးခြင်းကိုခံလိုက်ရတယ်အဲ့ဒီနောက်ကျွန်တော်ရဲ့နက်ဖျားကိုပွားဟာပုံမကြီးထွားလာတာကိုထင်ထင်ရှားရှားခံစားမိတယ်နက်ဖျားဝိညာဉ်အမှတ်20အထိတိုးတက်လာပြီးကျွမ်းကျင်မှုခန္ဓာကိုယ်ကြန့်ခိုင်မှုမြင့်တင်ခြင်းကိုရရှိခဲ့တယ်အမွှေးတိုင်မီကို10အမှတ်3ပြီးကိုးကွယ်သူရဲ့ခန္ဓာကိုယ်ကိုတန့်စင်ပေးနိုင်တယ်ဒါကိုမြင်တော့ကျွန်တော်ချက်ချင်းပဲလက်ကိုဝေ့ရလိုက်ပြီးအမွှေးတိုင်မီကို10အမှတ်ချန်ထားတာကလွယ်ရင်အားလုံးကိုခန္ဓာကိုယ်ကြန့်ခိုင်မှုမြင့်တင်မှုရွေးချယ်လိုက်တယ်တခဏအတွင်းမှာပဲခန္ဓာကိုယ်ကြန့်ခိုင်မှုကိုမူလ9အမှတ်ကနေ18အမှတ်အထိတိုးမြင့်လိုက်တဲ့တစ်ချိန်တည်းမှာပဲနက်ဖျားရုပ်တုစီကတတိပေးချက်တစ်ခုရရှိခဲ့တဲ့ခန္ဓာကိုယ်ကြန့်ခိုင်မှုမြင့်တင်ပြီးပါပြီကိုးကွယ်သူသည်အဆင့်ကိုအမြန်ဆုံးမြင့်တင်မှာအခြေခံကိုးကွယ်သူသည်အမွှေးတိုင်တစ်ချောင်းလျင်နက်ဖျားကြီးအတွက်အမွှေးတိုင်မီကို10အမှတ်အထိသာအများဆုံးထောက်ပံ့နိုင်သည်အလဲလက်ကိုးကွယ်သူသည်15အမှတ်အထိရောက်ရှိနိုင်သည်အမွှေးတိုင်မီကိုပိုများလေလေကျွန်တော်ရရှိမဲ့ဆုလက်တွေပိုများလေလေဖြစ်မှာပဲဒါကြောင့်ကျွန်တော်မိမိရဲ့အဆင့်ကိုအမြန်ဆုံးမြင့်တင်ရမယ်ဒါပေမဲ့အခုလောလောဆယ်စောစောကချမ်းကွေးကိုတက်လို့ရတဲ့အတွေ့အကြုံ10အမှတ်ကလွယ်ရင်အတွေ့အကြုံကိုဘယ်လိုရယူရမှန်းကျွန်တော်မသိသေးဘူးဒါကြောင့်အသုံးဝင်တဲ့သတင်းအချက်လက်တွေရမလားဆိုပြီးစကားပြောကယူကိုချက်ချင်းဖွင့်ကြည့်လိုက်တဲ့ရလက်အနေနဲ့ကိုးကွယ်သူကယူထဲမှာလုံးအောက်ထမ်းလို့ခေါ်တဲ့ကောင်ကကြွားဝါနေတာကိုတွေးလိုက်ရတယ်အဲ့ဒီမိစ္ဆာတွေကကြောက်เสียရမလိုပါဘူးငါပျက်စီးနေတဲ့မက်မွန်သားတစ်ချောင်းကောက်ရလို့မိစ္ဆာကိုထိုးလိုက်တာသူငါ့ကိုကြောက်ပြီးထွက်ပြေးသွားတယ်ငါဆက်ပြီးအသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေပြီးမင်းတို့ကိုခေါ်သွားကမိစ္ဆာကိုအတူတူတွန်းလှန်မယ်တချို့လူတွေလိုလူတိုင်းရဲ့ပစ္စည်းတွေကိုပဲလိန်ညာယူတာမျိုးမဟုတ်ဘူးလုံကောအသက်ရှည်ပါစေလုံကောကငါတို့ရဲ့ကဲတင်ရှင်ပဲလုံကောကလမ်းနဲ့လူသားတွေအသက်ရှည်ပါစေသူ့ရဲ့တရော့မှုကိုကျွန်တော်စိတ်ထဲမထားပဲရက်ခွေးကသူ့ရဲ့ဒဏ်ရာပေးခြင်းကိုခံလိုက်ရတယ်ဆိုတာကိုပဲသတိပြုမိတယ်ပြီးတော့စောစောကအပြင်မှာရှင်းလင်းစွာမြင်နေရတဲ့အချက်ဒီအနေကိုပြန်တွေးကြည့်ရင်ကျွန်တော်လှုပ်ဝက်ချက်တစ်ခုကိုရှာဖွေတွေ့ရှိသွားပုံပဲဖြစ်နိုင်တာကညဘက်မှာအပြင်ထွက်ပြီးပစ္စည်းရှာဖွေတာကမှဒီကဘာရဲ့မှန်ကန်တဲ့ကစားနည်းဖြစ်လိမ့်မယ်ချမ်းကွေးကိုတက်ရင်အတွေ့အကြုံရနိုင်တယ်ဆိုရင်ရက်ခွေးကိုတက်ရင်တော့ပိုပြီးရမှာတေချာတဲ့လုံအောက်ထမ်းတောင်ရက်ခွေးကိုဒဏ်ရာရအောင်လုပ်နိုင်သေးတာငါကအခုခန္ဓာကိုယ်ကြန့်ခိုင်မှုအများကြီးတိုးတက်နေပြီးသူ့ကိုဓာတ်အောက်မှာတက်ဖြတ်နိုင်မှာတေချာတယ်ဒါကြောင့်ကျွန်တော်မက်မွန်သားကိုချက်ချင်းကင်ပြီးအပြင်ထွက်ခဲ့တဲ့တစ်ချိန်တည်းမှာပဲနက်ဖျားကယူထဲမှာလည်းကျွန်တော်ရဲ့ထင်မြင်ချက်ကိုအတီးပြုတ်လိုက်တဲ့မြန်မြန်ကြီးအဲ့ဒီချင်းချောင်းလည်းအပြင်ထွက်သွားပြန်ပြီးဟေ့တကယ်ကိုလူတစ်ယောက်ရဲ့ရင်းနှီးမြှုပ်နှံခြင်းခံထားရတဲ့ပါရမီရှင်ပဲတတိကတော့တကယ်ကိုကြီးမားတာပဲညဘက်ကစွန့်စားရမှုကြီးမားပေမဲ့အခွင့်အရေးလည်းများတယ်ငါတို့အရေးသွေးမြင့်ကိုးကွယ်သူတွေကိုရွေးချယ်တာကလည်းတတိရှိတဲ့သူကိုပဲရွေးတာမဟုတ်ဘူးလားမင်းကတော့ဖယ်ရှားခံရဖို့သာစောင့်နေတော့ရဲခွေးရဲ့စွမ်းအားကတညထက်တညပိုပြီးတန်မာလာလိမ့်မယ်ဒီနေ့ကတက်ဖြတ်ဖို့အကောင်းဆုံးအခွင့်အရေးပဲပြီးတော့အဓိကနက်ဖျားကပထမဆုံးတက်ဖြတ်မှုအတွက်ဆုလက်ကိုလည်းပြင်ဆင်ပေးထားသေးတယ်လေလိုင်းကြီးလေငါးကပိုပြီးတန်မိုးကြီးလေပဲဒီပထမဆုံးတက်ဖြတ်မှုဆုလက်ကိုငါရအောင်ယူမယ်ဒါကြောင့်ကျွန်တော်အပြင်ထွက်ဖို့ချက်ချင်းရွေးချယ်လိုက်တယ်ဒါပေမဲ့နက်ကိုနဲ့တိတ်မဝေးသေးခင်မှာပဲတကိုင်းကျိုးတန်တစ်ခုကတိတ်ဆိတ်နေတဲ့ညနေပိုင်းကိုဖြိုခွဲလိုက်တဲ့ချက်ချင်းဆိုသလိုအရက်ရှိရှိပုံတန်တစ်ခုကကြွနောက်စီကိုအရှိန်ဟုန်နဲ့ပြေးဝင်လာတဲ့ကျွန်တော်ဓာတ်ကိုချက်ချင်းမြောက်ပြီးခုခံလိုက်တယ်အဲ့ဒီကြောက်စရာကောင်းတဲ့အင်အားကလက်ဝါးကိုထုံကျင်သွားစေပေမဲ့ကျွန်တော်ရင်ထဲမှာတော့အလွန်မင်းဝမ်းသာသွားခဲ့တယ်ဒီလိုအရှိန်ဟုန်နဲ့တိုက်ခိုက်မှုကိုတော့ငါခုခံနိုင်တယ်ဆိုရင်ဒီရက်ခွေးကငါထင်တဲ့လောက်မကြောက်စရာကောင်းမှုဆိုတာတက်တည်ပြနေတာပဲဒါကြောင့်ကျွန်တော်ခက်တွတ်အကွာဝေးတစ်ခုခွာလိုက်ပြီးမိစ္ဆာတတဝါငါဒီနေ့မင်းကိုနှိမ်နှင်းမယ်နောက်ဆုံးဓာတ်တစ်ချက်ကြာရောက်ပြီးနောက်ရက်ခွေးဟာမျက်မှောင်နဲ့မြူကိုငွေ့ဖြစ်ပြောင်းလဲသွားပြီးပောက်ကွဲသွားကလေတူးထဲမှာထူးဆန်းတဲ့အလင်းတုံးပေါ်လာခဲ့တဲ့ပထမဆုံးတက်ဖြတ်မှုအတွက်ဂုဏ်ယူပါသည်အခြေခံမိစ္ဆာတက်သားတိုင်းနဲ့ကျွန်းပြူစာရွက်3ရက်ပြီးတော့တိုးလောင်လက်စွပ်တကွင်းစုလက်ရရှိပါသည်မိစ္ဆာတက်သားတိုင်းကိုထိတွေ့ရုံနဲ့ရင်းတိုက်ပညာကိုချက်ချင်းတက်မြောက်နိုင်ပါသည်ကျွန်းပြူစာရွက်ကအခြေခံကိုးကွယ်သူတယောက်ကိုမိမိရဲ့ကျွန်းအဖြစ်ပြောင်းလဲနိုင်သည်ဒါပေမဲ့ကိုးကွယ်သူကမိမိသဘောဆန္ဒအလျောက်ပြောင်းလဲဖို့လိုအပ်သည်ဟဲငါရဲ့ကိုးကွယ်သူအဖြစ်ဖွဲ့စည်းပြီးငါအတွက်နက်ကုန်းကိုစောင့်ခိုင်းဖို့အကွက်ပဲပြီးတော့တတိယပစ္စည်းကပိုပြီးအစွမ်းထက်တဲ့နက်ဖျားအသုံးဆောင်တိုးလောင်လက်စွပ်ဖြစ်တဲ့ကုဗမီတာ20အတွင်းကတတ်မဲ့အရာဝတ္ထုတွေကိုစက်ဝင်စေနိုင်ပြီးလက်စွပ်အတွင်းကအချိန်နဲ့နေရာကရက်တက်နေမှာဖြစ်တဲ့အခုနက်ကုန်းတကားကအစင်းနှစ်ပဲရှိသေးတယ်မူလကတခိုးခိုးခံရမှာစိုးရိမ်နေတာအခုဒီတိုလောင်လက်စွပ်ရှိနေပြီဆိုတော့ငါရဲ့နောက်ွယ်ကစိုးရိမ်ပူပန်မှုတွေကိုဖြေရှင်းပေးနိုင်ပြီးအဲ့ဒီနောက်ကျွန်တော်နက်ကွန်းစီကိုချက်ချင်းပြန်လာခဲ့တယ်ပထမဆုံးပစ္စည်းအားလုံးကိုတိုးလောင်လက်စွပ်ထဲထည့်လိုက်ပြီးအဲ့ဒီနောက်အပြင်ကိုနောက်တစ်ချိန်ထွက်ကစူးစမ်းရှာဖွေပြီးအဆင့်မြင့်တော့တာပဲ10မိနစ်လောက်ကြာပြီးတဲ့နောက်မှာပျက်စီးနေတဲ့နက်ကွန်းတစ်ခုကိုတွေ့လိုက်ရတယ်မမျှော်လင့်ပဲကျွန်တော်တကားကိုကန်ဖွင့်လိုက်ရုံရှိသေးမျက်နှာချင်းဆိုင်ကနေရက်ခွေးတကောင်ပြေးဝင်လာတဲ့မိစ္ဆာတက်သားတိုင်းရဲ့ပံ့ပိုးမှုနဲ့တူကျွန်တော်ကိစ္စမရှိပဲသူ့ကိုအလွယ်တကူတက်ဖြတ်လိုက်တဲ့ရက်ခွဒီတကောင်ကအတွေ့အကြုံ10အမှတ်ရနိုင်တယ်အခုနောက်တစ်ချိန်တက်ဖြတ်ပြီးနောက်မှာတော့ကျွန်တော်အလဲလက်ကိုးကွယ်သူအဖြစ်အောင်မြင်စွာအဆင့်တက်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်မမျှော်လင့်ထားတာကဒီတစ်ချိန်ရက်ခွေးကိုတက်ပြီးနောက်မှာလဲမင်းမောင်နဲ့မြူကိုငွေတွေထွက်လာတော့မှမတူတာကတော့အလင်းတုံး2တုံးပဲထွက်လာတာပဲရွှေတုံး30တုံးရရှိခြင်းအတွက်ဂုဏ်ယူပါသည်နက်ကုန်းအဆင့်မြင့်တင်ရန်အရေးကြီးသောပစ္စည်းဖြစ်ပါသည်အဆင့်2လက်နက်
ထုံကျင်ချင်းသားသွားရရှိခြင်းအတွက်ဂုံယူပါသည်ရန်သူကိုတိုက်ခိုက်ပါကဘင်းကိုထုံကျင်စေပြီးလှုပ်ရှားမှုကို10ဆအထိနှိပ်ကွေးသွားစေနိုင်သည်မျက်စိရှိကပစ္စည်းတွေကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာအတိုင်းမသိစိတ်လှုပ်ရှားသွားရတယ်ဆိုလိုတာကမိစ္ဆာတွေကိုတက်ရင်ပစ္စည်းတွေကြလာမှာပဲစောစောကပထမဆုံးတက်ဖြတ်မှုစုလက်ကပစ္စည်းတွေကိုပိုပြီးများပြားသွားစေတာပဲလမ်းနဲ့ဒီတခါတော့တကယ့်ကိုလမ်းသွားပြီးရဲခွေးကလေးတို့ရေငါမင်းတို့ကိုလာရှာပြီ